သူတို့ရောက်သွားတော့သူမကသူ့ကိုအတွင်းထဲကိုကိုဘာသာကိုပဲဝင်ခဲ့တော့ဆိုပြီးနောက်ပြောင်ပြီးပြောလိုက်တယ်ခမ်းမရဲရောက်တော့သူမကကုမ္ပဏီရဲ့ပူးပေါင်းဆောင်ရွက်ရေးအဆိုပြုလွှာကိုအကြီးတန်းရာရှိတယောက်ကိုတင်ပြဖို့ပဲအာရုံစိုက်နေခဲ့တာပေါ့ရန်ရှင်ခိုးသွားတဲ့အစီအစဉ်အစားအရန်အစီအစဉ်တစ်ခုပြင်ဆင်ထားတယ်လို့လည်းသူမကရှင်းပြလိုက်တယ်အဲ့ဒီအချိန်မှာပဲတကယ်ကိုထင်ရှားပေါ်လွင်တဲ့အမျိုးသမီးတယောက်ရောက်လာတာကြောင့်သူတို့စကားပြောနေတာပြတ်သွားတယ်အားလုံးအံ့ဩသွားတာကအဲ့ဒီအမျိုးသမီးဟာလူတိုင်းဝိုင်းဝန်းရှာဖွေနေကြတဲ့ရင်းနှီးမြှုပ်နှံသူတယောက်ဖြစ်နေလို့ပဲပိုပြီးအံ့ဩဖို့ကောင်းတာကသူမကဝူတယ်ကိုမြင်တော့အယမ်းဝမ်းသာသွားတာပဲငင်းဆဆိုတဲ့အဲ့ဒီအမျိုးသမီးကဧည့်သည်တွေရှေ့မှာတင်သူ့ကိုဖတ်လိုက်တယ်ဝူတိုင်လဲကြောင်သွားတာပေါ့သူကတစ်ချိန်လုံးကသူမရဲ့ကိုရန်တော်အဖြစ်လုပ်ပေးခဲ့ဘူးတာကိုငင်းစာကသူ့ကိုအယမ်းကတ်နေတာကိုကြည့်ပြီးရှင်ကြီးတို့တယောက်စိတ်တူပြီးခမ်းမတွေကနေဘုံတိုင်းကျဲထွက်သွားတော့တာပဲဘူးလေသူမနောက်ကိုလိုက်သွားတယ်ဓက်လေကားနာရောက်တော့နိုင်စာနဲ့ပတ်သက်တဲ့သူ့ရဲ့အတိတ်ကမှန်တရားကိုရှင်းပြလိုက်တယ်အဲ့ဒီအချိန်မှာပဲအကြီးတန်းရာရှိကဧကန်ထဲမှာရှိနေတဲ့ရှင်ကြီးစီကိုလာခဲ့တယ်နင်းစာကသူမရဲ့စီမံကိန်းမှာရင်းနှီးမြှုပ်နှံဖို့သဘောတူလိုက်ပြီလို့သူကပြောလိုက်တယ်ရှင်ကြီးကလည်းအယမ်းပျော်ပြီးအဆောက်အဦထဲကနေထွက်လာခဲ့တယ်ရင်းနှီးမြှုပ်နှံသူရသွားတဲ့အတွက်ကိုကသူမကိုဂုဏ်ပြုစကားပြောလိုက်တယ်အဲ့ဒါကိုအောင်ပွဲခံဖို့အတွက်ရှင်ကြီးကဝိုးကိုအပြင်မှာတောက်ဖို့ဖိတ်လိုက်တယ်မြို့ရဲ့တစ်ဖက်မှာတော့သူတို့နှစ်ယောက်နီးစပ်နေတာကိုကြည့်ပြီးဒေါသထွက်နေတဲ့ရန်ရှင်ကရှင်ကြီးကုမ္ပဏီရဲ့ဒေတာတွေကိုချက်ချင်းခိုးဖို့သူ့လူတွေကိုခိုင်းလိုက်တော့တယ်တားနာတဲ့စားတောက်ဆိုင်တစ်ခုမှာစိတ်ကြည်နေတဲ့ရှင်ကြီးကဝိုးကိုနောက်ပြောင်နေတဲ့သူမကသူ့မျက်နှာကိုကင်ပြီးငါနဲ့နိုင်စားဘသူပိုလှလဲဆိုပြီးမေးလိုက်တယ်ဘူးလေအလေးအငိုက်မိသွားပြီးစွန့်သွားတာပေါ့အဲ့ဒီအချိန်မှာပဲရှင်းချောင်းကိုပေးခဲ့တဲ့ဂတိကသူ့ကောင်းထဲပေါ်လာတယ်သူ့မျက်နှာကတင်းမာသွားပြီးအဲ့ဒီလိုမျိုးတွေမမေးဖို့နဲ့သူတို့ရဲ့အိမ်အောင်ရေးဟာစာချုပ်အရာပဲဆိုတာကိုရှင်ကြီးကကိုသတိပေးလိုက်တယ်